ကျမကိုတချို့လူရမေးကြတယ်မမီးကျွန်တော်ဒီလိုကိုကျွန်တော်လွန်ခဲ့တဲ့10နှစ်လောက်ကစားခဲ့တာတိတ်တရာနဲ့စားခဲ့တာမမီးဒီနေ့တော့ကျွန်တော်ထိုက်တဲ့အားပြောစွာတဲ့လုပ်ငန်းတော့ကောင်းပါတယ်ဒါပေမဲ့အခုဘယ်လောက်ရှိလဲကျွန်တော်မသိကျွန်တော်ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်မသိလုပ်ငန်းထဲမှာလဲနေတာဘယ်လောက်ရှိနေလဲဘယ်လောက်ငွေနဲ့လဲပတ်နေလဲကျွန်တော်မသိဘူးအဲ့ဒါလေးကျွန်တော်တွက်ကြည့်ချင်တယ်လို့ပြောလာတယ်လည်းရှိပါတယ်ဒီတော့လွန်ခဲ့တဲ့10နှစ်တော့ခုနှစ်တည်းမှာဘာတွေရှိခဲ့လဲပေါ့နာလုပ်ငန်းမှာတိတ်တရာဆိုတာရှိတယ်ပြီးအိမ်ရှိတာပေါ့ဒီအိမ်ကတော့ကျွန်တော်အိမ်မဟုတ်ထဲမတော့ဘူးโอเคရတယ်တိတ်တရာနဲ့စားတယ်ခုလက်ထက်မှာ cash ကဘယ်လောက်လဲဘယ်နေရာဘယ်လောက်လဲခုလက်ထက်မှာရှိနေတဲ့ property လက်တဲ့ business တန်ဖိုးကဘယ်လောက်ရှိရလဲပြီးတော့ကိုကျွေးပြဖို့ရှိတဲ့ receiver ဘယ်လောက်ရှိရလဲပေါ့ဒါကကိုရစားရှိတယ်ကိုရဲ့ပတ်စံတွေပါပြီးသွားရင်เนี่ยဘာတွေပြန်တော့ကိုပေးကြရှိတဲ့အကျွေးတွေကျွန်တော်ဘန်လုံးယူထားတာရှိတယ် okay ဘန်လုံးပေါ့ကျွန်တော် property ကိုဝယ်ထားတာရှိတယ်ပတ်စံပေးရတော့ဘယ်လောက်ဒါတွေအားလုံးကျွန်တော်နှုတ်ချလိုက်မယ်ဆိုပြီးလေအကျဉ်းပြင်းကျမတို့လက်ထက်မှာကျမဒီလုပ်ငန်းထဲမှာကျမဒီသိန်းပြန်နဲ့တဲပြနေတယ်အခုကျမတို့ဒီဘယ်လောက်ရှိနေပြီလဲဆိုတော့အကျဉ်းပြင်းတွက်လို့ရမယ်ဒါဆင်းမရှိရဘူးလေအတွက်ပြောတာအနုဆွင့်ကြောက်ပုံမှန်လုပ်ထားလို့တက်ခါကျမတို့ဆွဲကြည့်လို့ရပါတယ်ဒါပေမဲ့တိုင်းနှစ်တိုင်းမှာငါဘယ်လောက်တိုးသွားလာလဲဘယ်လောက်စုပ်သွားတယ်ဆိုတာလည်းမြင်ရမှာပေါ့ဒါလေးကိုတွက်ကြည့်ပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါစေလို့ပြောနေပါတယ်ရှင်